နာကဦးမဲအောင်လိုင်ရဲ့နောက်ကွယ်မှာတခြားကျိုးကိုင်းတဲ့သူရှိနေမလားဆိုတာကိုပါတဲ့ကျေးဇူးပြေဖြေပါအောင်သူနောက်မှာရှိတာကတော့ပြည်သူမရှိပါဘူးသူနောက်မှာတေချာတခုကပြည်သူလုံးဝမရှိဆိုတော့ကျွန်တော်တေချာတယ်စစ်တပ်လည်းလုံးဝမရှိပါဘူးနော်စစ်တပ်လည်းလုံးဝမရှိသူနောက်မှာရှိတာဆိုလို့တရုတ်ပဲရှိပါတယ်နော်တရုတ်ပဲရှိတဲ့အတွက်ကြောင့်မို့လို့တရုတ်ကပဲရာသူ့ကိုဒီချိန်ထိပေါ့မြဲနေတာအာဏာမြဲနေတာအောင်တော့တရုတ်ရဲ့ကျေးဇူးတွေလို့ပြောလို့ရပါတရုတ်နဲ့ရုရှားဘာကြောင့်ဆိုတရုတ်ရုရှားကိုသွားပြီးတော့ဒီခေါင်းဆောင်လေးနဲ့ပနာရတဲ့ခါကျတော့စစ်တပ်မှာ institution တခုလုံးကဘာမှအသုံးမကျတော့ညာလဲပဲဟာငါတို့ခေါင်းဆောင်ကရုရှားနဲ့စကားပြောနေတာငါတို့ခေါင်းဆောင်ကတရုတ်နဲ့စကားပြောတယ်ဆိုအဲ့ဒီအရှိန်လေးနဲ့စစ်တပ်မှာသူနေရာရနေတာပါကျန်တာတော့စစ်ရေးချင်းနဲ့လုံးဝမတွေ့ပါဘူးအခုချိန်ထိကစစ်ရေးအဖြစ်မေမေရစီစီပွားရေးနိုင်ငံရေးအပြင်မေရဘာမှမရှိပါဘူးเนาะဘာမှကိုကျွန်တော်တို့ရှေ့လျှောက်လဲကျွန်တော်ပြည်သူတွေညှောင်းမှာလို့ပြောရမှာပါအရင်ကလိုမျိုးမြောက်ရီနဲ့ MRTV လောက်ကနေပြီးတော့လွှင့်တဲ့သတင်းတွေဒါလောက်နဲ့လည်နေတဲ့သူတွေမှမပေါ့အဲ့မြောက်ရီက MRTV တွေကိုသူတို့လွှင့်ပြီးသူတို့ပြန်မကြည့်ဘူးသူတို့လွှင့်ပြီးတော့သူတို့ပြန်မကြည့်တဲ့အခြေအနေမျိုးတွေရှိတယ်အဲ့တော့ခင်မတူတော့ဘူးအခုပြည်သူကသူတို့ငတ်ရင်ငတ်မှန်းသိတယ်ဒုက္ခရောက်ရင်ရောက်မှန်းသိတယ်ဘာကြောင့်ရောက်တယ်ဆိုတာလည်းကောင်းကောင်းသိတယ်ဘာကြောင့်လဲအရင်ကဆိုgate keeping လို့ခေါ်တာပေါ့သတင်းချက်လက်အဖြစ်မြန်မာပြည်တွင်းကသတင်းဆိုရှင်မြောက်ရီနဲ့ MRTV เนาะမြန်မာအသံဒါကပဲထိန်းချုပ်ထားသလိုနိုင်ငံရခြားက mainstream media တွေအဲ့လို media မျိုးဆိုလို့ရှိရင်လည်း BBC တို့ VOA တို့ RFA လောက်ကပဲသတင်းကိုထိန်းချုပ်ထားတယ်သူတို့စီကကြားတဲ့သတင်းမှအမှန်လို့ထင်ရတာအခုခေတ်ကမရတော့ပြည်သူကငတ်လို့ငတ်မှန်းသိတယ်ဒုက္ခရောက်နေမှန်းသိပါတယ်ဥခင်ကြီးပေါ့နော်ခင်ကြီးကလွတ်တော်ထဲမှာဗဇက်ပိတ်ထားဖို့ပါတီကိုပြောကြားတယ်တဲ့ဒီလွတ်တော်ကမကြခင်အာနာသိမ်းမှာပြောပြဒီကျွန်တော်တို့အားလုံးကပြောနေတယ်ဦးမင်းအောင်လိုင်းပြောနေကျွန်တော်တို့ပြည်သူကလိုချင်နေတဲ့နော်ပြည်သူကလိုချင်နေတဲ့ကျွန်တော်တို့ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲဆိုကျွန်တော်အခုချိန်မှာကျွန်တော်ဖော်ဆောင်နိုင်လိုက်ပြီအဲ့တော့ပါတီစုံဒီမိုကရေစီပြည်သူကတောင်းဆိုတယ်ကျုပ်တို့ကရအောင်ဖော်ဆောင်ပေးတယ်ဖော်ဆောင်ပေးလိုက်ပြီဆိုတဲ့ပုံစံမျိုးအောင်မြင်သွားပြီရွေးကောက်ပွဲကြီးကျင်းပလိုက်ပြီခဏတေချာစဉ်းစားပါအောင်ကျုံမြန်မာနိုင်ငံရဲ့ဒီမိုကရေစီဟာတရုတ်နိုင်ငံရဲ့ဒီမိုကရေစီကိုအသွင်ပြူကောင်းအသွင်ပေါ့ကူးပြောင်းခိုးယူတာတို့ဖြစ်နေတယ်တရုတ်မှာလည်းခင်ဗျားတို့ကွန်မြူနစ်ပါတီတခုရရှိတာမဟုတ်ဘူးတခြားပါတီ၈ခုလောက်ရှိသေးတယ်အဲ့ဒီပါတီတွေတို့လည်းပါတီစုံဒီမိုကရေစီပဲဒါပေမဲ့အဲ့ပါတီကိုဒီကွန်မြူနစ်ပါတီကပြောတယ်ဘာပြောလဲဆိုရင်ငါတို့တွေမာထိုင်ပါတီ system လုပ်မယ်အားလုံးငါတို့မပြိုင်တော့ဘူးကွာဒါပေမဲ့ရေးရာတွေနဲ့ပတ်သက်ပြီးတော့ငါတို့ကွန်မြူနစ်ပါတီကနေပြီးတော့စီမံကွက်ကဲမယ်ဆိုတဲ့ပုံစံမျိုးဖြစ်သွားပြီးတော့တနည်းအားဖြင့်တော့ပါတီစုံအယောင်ပြပြီးတော့ကွန်မြူနစ်ပါတီကအရာရာကိုဓာတ်ရိုက်အုပ်ချုပ်တဲ့စနစ်ကိုသွားလာအဲ့ဒီအတွက်ကြောင့်မလို့တရုတ်နိုင်ငံသည်တနည်းအားဖြင့်ပါတီစုံဒီမိုကရေစီပုံစံမျိုးပြထားပြီးတော့ကွန်မြူနစ်ပါတီကြီးဆိုထားတယ်။ဘာကြောင့်အရေးကြီးတဲ့ကိစ္စမှန်များဘယ်သူဆောင်ရွက်မှာလဲကွန်မြူနစ်ပါတီကပဲဆောင်ရွက်မှာဖြစ်တယ်။အဲ့တော့တရုတ်နိုင်ငံသည်တပါတီအာဏာရှင်စနစ်ဆိုတာကိုဘယ်လိုခေါ်မလဲကျွန်တော်တို့ပုံမှားရိုက်ပေးထားတဲ့ပုံစံမျိုးဖြစ်တယ်နော်အဲ့တော့ပါတီကိုပြပြီးတော့ပါတီတစ်ခုတည်းကကြီးဆိုထားတာဖြစ်တယ်အကြောင်းမြန်မာနိုင်ငံကလည်းကျုံမြန်မာနိုင်ငံကအခု2008အခြေခံဥပဒေရဲ့ပါတီရဲ့စစ်တပ်ရဲ့2008အခြေခံဥပဒေရဲ့အနှစ်သာရရဲ့အားလုံးပေါင်းလိုက်မယ်ဆိုရှင်ကိုကတော့တပါတီကွန်မြူနစ်ပါတီကနေပြီးတော့အုပ်ချုပ်ထားတာအားလုံးကိုမြန်မာနိုင်ငံကကြတော့စစ်တပ်ကပဲအရာရာကိုထိန်းချုပ်ထားပြီးစူပါပါဝါကိုယူထားပြီးတော့အရေးကြီးတဲ့အချက်ချာကြတဲ့အရာအမှန်သမျှကိုစစ်တပ်ကပဲနော်စစ်တပ်စစ်ကောင်းဆောင်နဲ့နော်စစ်တပ်နဲ့စစ်ထွက်နဲ့ပဲပေါင်းပြီးတော့အဲ့ဒီတိုက်ကအဲ့ဒီတစုကနေပြီးတော့အရာရာကိုခြေလှယ်ပြီးတော့ကြံတဲ့ပါတီလေးတွေကိုအယောင်ပြထားမယ်အယောင်ပြထားတဲ့ပုံစံအဆင့်လောက်ပဲရှိတယ်အဲ့တော့မြန်မာနိုင်ငံရဲ့ဒီမိုကရေစီသည်2008အခြေခံဥပဒေသည်စစ်တပ်ရဲ့စစ်ထွက်ရဲ့ပေါင်းပြီးတော့အာဏာသိမ်းလိုက်ပြီးတော့ကျန်တဲ့ပါတီတွေကိုအယောင်ပြပြီးတော့ကျန်တဲ့ကိစ္စတွေတရုတ်ပြည်လိုပဲကျန်တဲ့၈ပါတီလောက်ကိုအယောင်ပြထားပြီးတော့အရေးကြီးတဲ့အရာတွေမှန်များစစ်တပ်ကပဲစစ်တပ်စစ်ကောင်းဆောင်နဲ့ပဲစစ်တပ်ရဲ့စစ်ထွက်ရဲ့ပဲပေါင်းပြီးတော့စီမံခန့်ခွဲသွားမှာဖြစ်တယ်အဲ့တော့ရေးပေါ်အာဏာတွေအားလုံးကစစ်တပ်စီမှာပဲရှိတယ်အဲ့ဒီတော့ကြောင့်မလို့မြန်မာနိုင်ငံဒီပါတီစုံဒီမိုကရေစီစနစ်လို့ပြောလို့မရပါဘူး
တရုတ်ပုံစံကွန်မြူနစ်စတိုင်ကိုခိုးတရုတ်ပုံစံကွန်မြူနစ်စတိုင်ကိုခိုးထားတော့မြန်မာရဲ့စစ်ဒီမိုကရေစီလို့ပြောလို့ရပါတယ်အဲ့ဒီတော့ကြောင့်မလို့ခင်ဗျားဝေးမကြည့်နဲ့လေအခုပြည်ခိုင်မျိုးပါတီရပါလားဟုတ်တယ်ဆိုဒီခါလေးရွေးကောက်ပွဲလေးနေရောစစ်တပ်မှာလုံးဝနေရာမပေးနိုင်တဲ့သူတွေအားလုံးစစ်တင်းချိုင်းဆိုပြီးပို့လိုက်တာတနည်းအားဖြင့်ဒါဟာတိုက်ရိုက်အုပ်ချုပ်လို့မကောင်းလို့တိုက်ရိုက်အုပ်ချုပ်လို့မကောင်းလို့ဘယ်ခေါ်မလဲဆိုတော့အသွင်ပြောင်းပြီးတော့ proxy party လို့ခေါ်တယ်လက်ကင်ထုတ်တော့မဟုတ်ဘူးလုံးဝ proxy စစ်တပ်ပဲကြံ့ခိုင်ရေးတဲ့စစ်တပ်လည်းကြံ့ခိုင်ရေးအဲ့တော့မြန်မာနိုင်ငံပါအန်ဒီဒီမိုကရေစီကပါလားပါတီစုံဒီမိုကရေစီလားစစ်တပ်ဒီမိုကရေစီပါပါတီဆိုအယောင်ပြပါပဲအဲ့ဒီထဲမှာခင်ဗျားဝေးမကြည့်နဲ့တကယ်ပါတီကြီးတွေဘယ်နှပါတီတော့ရှိတယ် NDF တို့ပါတို့ခင်ဗျားတို့အကြောင်းတမင်ကရှာပြီးတော့ကိုမောင်းထုတ်ပလိုက်တာ NDF ပါတီဆိုလို့ရှိရင်ဒီနေရာမှာ NDF စဖွဲ့တဲ့တခါလဲအင်အားတွေပါရှိလာပြီဆိုတော့ဘာလို့လဲဆိုချင်အဲ့ပါတီတော့တကယ်တမ်းဥက္ကဋ္ဌအဆင့်ထိဟာစရဖားတယ်ဟမ်ဥက္ကဋ္ဌအဆင့်ထိဟာစရဖားတယ်ထောက်လန်းရေးတွေပြည်ခိုင်ဖြိုးပါတီတွေပါတီဝင်တွေဒီလူတွေအားလုံးဆိုဝင်လာပြီးတော့နေရာယူထားတယ်ပြီးတော့ကြပြောက်ကချောက်တွေလုတ်ပြီးတော့ NDF ပါတီဟာနောက်ဆုံးပိတ်တော့မောင်းထုတ်ခံလိုက်ရတယ်အဲ့တော့အားလုံးဟာစစ်တပ်ရဲ့ဒီလွတ်တော်ဖြစ်တဲ့အတွက်ကြောင့်မို့လို့အဲ့ထဲမှာဒါအုံမှမကျင်နိုင်သေးတဲ့ဥမင်းအွန်လိုင်းကဘာလို့လဲဆိုရှင်လွတ်တော်2ရက်စလုံးကိုပါအာဏာထပ်သိမ်းတယ်နော်အောက်ပါတဲ့ပုံစံမျိုးအာဏာထပ်သိမ်းတဲ့ပုံစံမျိုးတွေဖြစ်နေတာနော်အဲ့ဒီတော့ကြောင့်မို့လို့တော့ဥက္ကဋ္ဌကြီးကလွတ်တော်ထဲမှာဗဇက်ပိတ်ထားဖို့ပါတီကိုပြောကြားတယ်ဆိုလို့ရှိရင်တော့ခင်ဗျားတို့ဘလို့ကြီးပဲဖြစ်ဖြစ်မြန်မာနိုင်ငံရဲ့ဒီမိုကရေစီကတရုတ်ဖော်ဆောင်ပေးလိုက်ပါပြီနော်တရုတ်နိုင်ငံသူ့ပုံစံမျိုးပဲယူပါဆိုလို့ကျင်တာမင်းတို့နိုင်ငံဟာပါတီစုံဒီမိုကရေစီနဲ့ပြည်သူလက်ထက်ကိုဘလုံးမအပ်နဲ့နော်တရုတ်ကဖော်ဆောင်အဲ့တော့ကျွန်တော်ပြောပြပါဦးမင်းအွန်လိုင်းနောက်မှာဘယ်လိုရှိလဲပြည်သူမရှိဘူးဘလုံးမရှိဘူးတရုတ်ကဖော်ဆောင်ပေးတာလားဦးသန်းရွှေတို့နောက်မှာလည်းတရုတ်ကဖော်ဆောင်ပေးတဲ့ပုံစံမျိုးပါပဲဘာကြောင့်လဲပြည်သူလူထုကိုနေရာအတိုင်းအတာတစ်ခုပေးမယ်ပါတီလေးတွေဒါအဲ့ဒီမှာမှပြည်သူလူထုဆိုတာလဲသိရမလားနဲချင်းလောက်ပါအနေချင်းလောက်ကိုအတိုင်းအတာတစ်ခုပေးမယ်တကယ်တမ်းစီမံကုတ်ကဲမှာကတော့စစ်တပ်ကကုတ်ကဲလိုက်မယ်အရေးကြီးတဲ့ကိစ္စမြန်မာနိုင်ငံအရေးကြီးတဲ့ကိစ္စဘယ်ကောင်းစဉ်အောက်ကသွားမယ်ဆိုရင်ဒုတာဝန်ကြီးအသုံးမအောက်ကသွားလိုက်မယ်အမျိုးသားနိုင်ငံရေးဆိုတဲ့ခေါင်းစဉ်အောက်ကသွားလိုက်မယ်ရိုးရှင်းရပဲအမျိုးသားနိုင်ငံရေးကိုတက်မလို့ကဥဆောင်ပါနော်အမျိုးသားနိုင်ငံရေးတက်မလို့ဥဆောင်မှာဖြစ်တယ်2008ခြေခံဥပဒေကိုထိန်းသိမ်းဆောင်ရှောက်အောင်မှာတက်မလို့ဖြစ်တယ်ရိုးရှင်းနေတာပဲလေထိန်းသိမ်းဆောင်ရှောက်အောင်မှာပြည်သူတွေဘယ်ကတက်မလို့ကလာပြီးထိန်းသိမ်းဆောင်ရှောက်မှာလဲနော်အဲ့တော့အဲ့ဒီမှာနေမယ်အဓိကခန်းကဏ္ဍတွေအားလုံးကိုစစ်ကောင်းဆောင်တွေနော်ဆိုတော့ကစစ်ထွက်တွေအားလုံးကစီမံကုတ်ကဲပြီးတော့မကောင်းတက်လို့နေရာပေးထားမယ်ခင်ဗျားတို့ပါတီလေးတွေအနေချင်းပါလိမ့်မယ်ဒီပုံစံတိုင်းသွားမှာပါဒီကရှိနောက်ထပ်20ရွေးကောက်ပွဲ20ခင်ဗျားတို့ဝင်ပြိုင်ကြိုက်တဲ့လောက်ပြိုင်ခင်ဗျားတို့ဘယ်တော့ majority မရဘူးလွတ်ထားပေးတဲ့နေရာလောက်ပဲရလိမ့်မယ်ပြီးခဲ့တဲ့ခေါက်ကရွေးကောက်ပွဲဆိုတာစက်တွေအားလုံးဆိုတာလဲကျွန်တော်တန်နေရရှိတယ်တေလောက်အောင်ဝင်ပြိုင်ခင်ဗျားတို့မနိုင်ပါဘူးနောက်ထပ်ရွေးကောက်ပွဲ20လောက်ပေါ့နော်လုံးဝခင်ဗျားတို့မပြိုင်သင့်ပါဘူး